တော့မင်းတို့တန်ကြီးနော်ဒူလီနေတဲ့ဟာတွေကျွန်တော်ပြောပါရှင်ကျန်တဲ့တက်လေးတိုင်းဆိုရင် follow လုပ်ခဲ့ပါအောင် share ပေးပါအောင်နော်လက်ဆိုးသွားလိုက်ပါအောင်နော်ဒီ event နဲ့မှာပေါ့နော်ဒီကူရဲဝင်တဲ့နီးပေါ့နော်မသိတဲ့တငယ်ချင်းမပြတ်ဖြစ်ပါတယ်ပေါ့နော်ဒီ event နဲ့ဟိုကနှစ်ပုတ်ရှိပေါ့လမ်းလေးရှင်းနေပေါ့နော်အဲ့တော့မှဆိုရှင်ကိုရဲပါတာတွေပါဝါနဲ့3ရတယ်သူတို့တနက်နဲ့ပြုတ်ခွင့်ရပါတယ်တော့ကျွန်တော်ပါဝါရင်3လိုက်ပါနော်ခေးမှာနေကြဖို့ဒါမရပါတယ်တတိထိုက်ဝင်ပါပေါ့နော်ကျွန်တော်အဲ့ကျွန်တော်ဒိုင်းဘောနဲ့ပဲထုတ်လိုက်ပါနော်ဒီဘက်ကားရှိတယ်ပေါ့နော်ခါတိုင်းပြောင်းလို့ရင်လည်းခါတိုင်းတော့လို့ရပါတယ်ပြီးတော့ပါဝါနဲ့ပဲတုံးလိုက်ပါမယ်နော်ပြီးတော့ oh my shit ဘာဝင်လာလဲတနက်ပြလိုက်ပါနော်ကျွန်တော်တနက်ပြလိုက်ပါတယ်တို့တင်မိသားကောင်းရနော်တို့ဖွင့်မှုပြောရတာပေါ့ဒါချစ်မှုကောင်းပါတယ်တော့ဒါကြက်နေတော့ကျွန်တော်ဇုံထဲဝင်ပြောဒါကတော့ပူချက်ကီနာမှာဖြစ်ပါတယ်ပူချက်ကီဒီများပေါ့နော်ဒီဖျားရုံးလေးရှိပါတယ်နော်ဒီပလီချောင်းလေးရှိပါတယ်အဲ့ဒီမှာလာပြီးတော့ဖွင့်လို့ရပါတယ်နော်တရားပြထားပါတယ်နော်သူကအဝင်နဲ့အထွက်နှစ်ခုရှိတယ်ပေါ့နော်ဘောပြတ်လို့ရတယ်ဒီဘက်ဒါမှမဟုတ်ဒီဘက်ပြတ်လို့ရတယ်ပေါ့နော်ဒီဘက်ကဒီမှာဓာရှိတယ်နော်တကယ်လို့ဓာလေးရှိပါတယ်ဒီနဲ့တော်ရဓာလေးရှိပါတယ်ဒီမှာ item နဲ့ဓာရှိပါတယ်နော်ဓာရှိပါတယ်ဒီဘက်ပြတ်လို့ရတယ်ပေါ့နော်ဟိုဒီဘက်ပြန်တော့အဲ့ဘက်ဓာဒီဘက်ကပြတ်ချင်ဘောပြတ်လို့ရပါတယ်နော်ဒီမှာလုံးကြီးနေတော့လည်းဒါတုံးလို့ရပါတယ်နော်အောင်မိုက်ပါတယ်နော်ဒီကတော့ဒီနေရာကျောပါပါနော်ကျွန်တော်ပြထားပါတယ်ဒီမှာဒီထဲမှာဟိုရှိတယ်ပေါ့နော်ဟိုနှစ်ခုရှိရတော့တစ်ခုကကန်ကောင်းလို့ရှိရင်တော့ဒီဝီကောဟောနော်တကယ်ကိုတကယ်ခေါ်ရဝီကောရှိတယ်ပေါ့နော်အဲဆိုရင်တော့မရှိဘူးပေါ့နော်ဒါတော့ကျွန်တော်ကန်ကောင်းလို့ဖြစ်မှာပါကန်ကောင်းလို့ဒီကိုတကယ်ခေါ်တဲ့ဝီကောဟာလေးရခဲ့ပါနော်ဝီကောတုံးလေးပေါ့နော်လမ်းထောက်ပြထားမှာနော်ဝီကောတုံးလေးရခဲ့ပါတယ်ဟာပါတုံးလေးပေါ့နော်အဲတုံးလေးရခဲ့ပါတယ်ကျန်တန်ရလိုက်ပဲ follow လုပ်ခဲ့ပါအောင်နော်အားလုံးကြည့်နေမှာတော့ပြောပြဒီလောက်ပေါ့နောက်ပြန်တွေ့ပါမယ်